ငယ်ဘွားကိုလွမ်းဆုပ်ခဲ့ရတဲ့မိုးရီတဲ့ဘောလုံးကန်ခဲ့ရတဲ့ညနေတွေဇွန်ဇူလိုင်လအကြောင်းကနေပြန်အမြဲတမ်းမိုးရွာတယ်မိုးကကျွန်တော်အိမ်မဲမဲ့အချိန်ပဲစောင်းဆိုင်နေလိုမျိုးအချိန်မမှန်ကြောင်းစင်းခေါင်းလုံးတန်ကိုစောင့်နေခဲ့မိုးရွာနေကြောင်းကပြန်စောက်တွေမိုးမစောပလတ်စတစ်အိတ်နဲ့လွဲကိုတေချာထုတ်ရတာပေါ့ကျွန်တော်တို့ရေးကြီးဆုံးကဒီစောက်တွေရေးမစိုးဖို့ပဲလူကတော့ဆိုချင်းဆိုသေးပေါ့မိုးရောက်တဲ့ငယ်ချင်းတွေစနောက်ပြီးအိမ်ပြန်လာကရန်ကိုရတာရှိရတဲ့ညနေကြီးနေပါပဲမိုးရီတဲ့လမ်းရှောင်းရင်ကျွန်တော်မိုးဝတ်တက်နဲ့ဝတ်ထားတဲ့လုံကြီးတွေနောက်မှာပွက်တွေလည်းဆင်လို့ဝက်ဆက်ကလေးတွေအားပကြီးစရာစုပ်တန်ခါလိုက်လို့ကန်ဗတ်ပေါ်မှာစေးဆက်တွေကြာသွားလိုမျိုးကျွန်တော်တို့လုံချင်တော့မှဆွဲကတ်နေရပါဝိုင်းနေတွေ့ရင်လည်းစိတ်လိုလဲအောင်ခုံချလိုက်တာပဲအိမ်ရောက်အမေဆိုတော့မှပဲဆွဲအတိကောင်ကြက်ပြောင်းငှက်ပြောက်ပျောက်ခဲ့ရမိုးရွာနဲ့ပတ်သက်ပြီးတော့နောက်ထပ်အမိုက်ရဆုံးကတော့မိုးရီအောင်တငယ်ချင်းတွေစုပြီးတော့ဘောလုံးကစားရတာပါပဲကတ်တရားကိုကွန်ကရစ်ပါလာမခင်းနိုင်တဲ့ကျွန်တော်စင်ကြီးပုံရက်ကွက်ကလမ်းကလေးတွေကစုံမြေတွေဖြစ်ပါတယ်မိုးရွာလာတော့ဘွက်ကလေးလည်းထတာပေါ့တကယ်ချင်းရလည်းတိုင်ပင်စရာမလိုပဲကန်ဒီကြမြေကွက်လက်လေးစီအသီးသီးရောက်လာပါတော့လေမိုးရွာဒီလမ်းလေးထက်မှာလူသားသိမ့်ရှိပဲကျွန်တော်တွေဘောလုံးလွတ်လပ်ကန်ရခဲ့သွားတယ်ဘိုးရလေးချင်းဘောလုံးကန်မှုရောက်လာတဲ့ကောင်တော့အကောင်ပဲအိမ်မပိုင်တဲ့ကောင်ပါဒီချိန်သူ့အနေနဲ့သူ့အိမ်ပရင်းမောက်ကနေကျွန်တော်မိုးရတဲ့ဘောလုံးကစားနေအောင်အားကြပါကြည့်နေရပါတယ်ဘောလုံးကလည်းကျွန်တော်တကယ်ချင်းတွေစုဝေရတဲ့ကော်ဘောလုံးပါပဲတကယ်ချင်းတွေစုဝင်နိုင်လဲဝင်နိုင်သူကသူဘောလုံးယူလာပြီးတော့ကန်ကြတာပါပဲကော်ဘောလုံးနှစ်ထပ်လုပ်ပြီးကန်လာကျွန်တော်ရဲ့စိတ်ထဲမှာပရီးမီးယားလိဂ်ဘောလုံးနဲ့ကန်ရလို့ခံစားစေခဲ့ပါတယ်မိုးရကျွန်တော်မျက်လုံးတွေဖွင့်ထားလို့မရအောင်ပြင်းထန်နေအောင်ကျွန်တော်ရဲ့အလိန်ခေါက်ဆွဲနေပြီးရောမသွားစေပါဘူးကန်လေးချော်လဲသွားတဲ့ကောင်သွား